ကျွန်တော်ပြောရတော့ကျွန်တော်ဒီခဲကိုနိုင်အောင်စော့မယ်လို့အာမမခံဘူးဘာလို့လဲဆိုတော့ကျွန်တော်မနိုင်တော့ဘူးလို့ထင်တယ်ဒါပေမဲ့စူးစမ်းကြည့်ရပါတော့โอเคအခုကတော့ကျွန်တော်အိမ်ထဲမှာဘာဖြစ်မလဲဆိုတော့တည်နေပြီဆိုတော့ဒီနားပက်လေကိုကျွန်တော်သွားကြည့်မယ်ဗျာဟိုပါဘောမိုးမချုပ်ခင်လေးသွားရတာမိုးချုပ်ရင်မသွားရတော့ဆောနာချက်ကြောင်းရမ်းမသိဘူးအဲ့ဒီဖျားကြောင်းရဝင်လို့မရတော့ဘူးသေးတာသူမကြိုက်ဘူးလို့ပြောရဲဒါမို့ဆောနာကျွန်တော်အမြန်ပြေးလာရမှာဗျာကျွန်တော်ဟိုတခုခုကိုလန့်နေရဗျာโอเคရဒီကြောင်းရမ်းမသိဘူးနော်ဆောနာကျွန်တော်ဒီနားကိုရောက်ခဲ့ရတယ်ထင်တယ်ကျွန်တော်လူ2ယောက်ကိုတော့ရှာနိုင်ခဲ့ရဗျာဟိုဘက်ကကြည့်လိုက်မယ်ဟုတ်တယ်ကျွန်တော်ဆောနာဒီကိုရောက်လာခဲ့တာနေညဆိုရင်တော့ဒီကနေချက်ချင်းလင့်မယ်အခုတော့မိုးမချုပ်ခင်ဆိုတော့ရောက်ဝင်ကြည့်လိုက်မယ်ဒီထဲမှာတေနေရဲ့အလောင်းပါညာရှိတာဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်ရမယ်မရှိဘူး okay alright မိုးချုပ်တော့မှာလစ်ပြီလာတော့နောက်လည်းမလာဘူးနော်လာလည်းမနောက်တော့ဘူးရှောင်းတော့မဝင်တော့တော်ပြီ God oh my god ကဲကြောက်စရာကြီးကွာဟိုတခါကန်ကောင်းလို့နှလောင်းတွေ့ရဒီခါတော့တွေ့မှတွေ့ပါဗလားမသိဘူးဒီရုပ်ထူကြီးကတကယ်ကြောက်စရာကြီးอ่ะအဲ့ဒါကခုံလို့မရဘူးကွာမိုးမချုပ်သေးဘူးလားမသိဘူးလောက်ပါမြန်လေးတယောက်လောက်တွေ့မစိုး please just one please တကယ်တောင်းဆိုတာပါကွာငါးကောင်လုံးယူမှောင်မရှာပြရစေနဲ့ please just one oh my god မတွေ့ဘူးဟဲ့ yes ကန်တရားငါဘက်မှာတယောက်တွေ့ပြီမောင်တော့မယ်ထင်တယ်6:40 1 2 3 alright ဟိုနေရာဘာကြီးလဲဟာကြည့်ရတခါမှမရောက်သေးဘူးနဲ့တွေ့အဲ့ဘက်ကိုကျွန်တော်ညရောက်ပြီဆိုတော့စကားမပြောတော့ဘူးเนาะအဲ့ဒါတော့ကျွန်တော်နားလည်ပေးပါဒီနေရာကိုကျွန်တော်လာခဲ့ရတယ်ဒီနေရာကြီးပဲငါမျက်စိလေလမ်းမနေရတိုးထဲမှာလမ်းပြောက်တယ်ဆိုတော့ဒီဟာဖြစ်မယ်ကွာဒါပြီးသားနေရာကြီးပြန်ရောက်နေတခါလေကျရင်ကိုခြေတန်းကိုပြန်လန့်နေရရင်လောက်ကြပါအောင်ကွာဒီခဲကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကိုဓမီးကတက်ခဲမကုန်လို့ဓမီးကတက်ခဲကုန်Evacuate the forest before sunrise.